နီဟောင်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မပြောပြမှာတော့ ASK level 1စာအုပ်ရဲ့ Seaway 41ကနေပြီးတော့60အထိပြောပြမှာဖြစ်ပါတယ်ရှင်ကျွန်မနဲ့အတူတူလေ့လာလိုက်ကြပါစို့ရှင်ဟုတ်မြန့်ဟုတ်မြန့်ဟုတ်မြန့်အနောက်ဖက်ကိုယ့်ရဲ့နောက်ဖက်မှာရှိတဲ့ဟာကိုပြောတာအရင်မျက်နှာထားတူရတဲ့ကြိုက်ရှိပါတယ်ဟောတဲ့ဟုတ်မြန့်ငါရဲ့နောက်မှာရှိတယ်အဲ့လိုမျိုးပြောတာဝေဆိုတာအကျဉ်ရေးအတွက်ဘယ်နှကျဉ်ရှိလဲဘာညာရေးတာလဲတုံးတယ်နောက်ပြီးကြတော့ပြန်လာတီပြန်အဲ့လိုမျိုးပြန်လို့ပြန်ပြီးတော့တခုပြန်လုပ်တဲ့အရာအနေနဲ့လဲတုံးတယ်ဝေကောဆိုရင်နိုင်ငံဝေကနိုင်ငံပြန်မယ်ဝေကပြန်ဒီကောကနိုင်ငံဝေကောဆိုနိုင်ငံပြန်တယ်နေဝေကောမှာနေနိုင်ငံပြန်လားနေနိုင်ငံပြန်လားလို့မေးဝေကြဆိုရင်အိမ်ပြန်တယ်ထားဝေကြလဲသူအိမ်ပြန်သွားပြီဆိုဝေဆိုတာကပြန်တာကြားဆိုတာအိမ်အဲ့လိုမျိုးဥပမာအနေနဲ့ပြောပြတာပါဝေဆိုတာတွေးဆုံဒီတက်ဒီအပွဲအစီအဲ့လိုမျိုးတုံးလို့ရတယ်နောက်ကြတစ်ခုခုလုံးတက်တယ်ထားဝေကြော့ဖန်သူထမင်းချက်တက်တယ်ထားဝေချောင်းကဲသူတချင်းဆိုတက်တယ်အဲ့လိုမျိုးလဲတုံးလို့ရတယ်ဂျီဆိုတာကသူကအတိအကျမတီးပဲနဲ့အဲ့လိုမျိုးဘယ်နှခုရှိလဲဘာညာအဲ့လိုမျိုးမေးတဲ့အခါမှာမေးခွန်းအနေနဲ့လဲတုံးတယ်ဂျီကဘယ်နှခုလဲကြောင်းဆိုတာအိမ်မိသားစုကြောက်ဆိုတာခေါ်ဒီမှာဒီနာမည်ကိုလည်းပြောလို့ရတယ်ဟောကြောက်တူးမင်ကျမရဲ့နာမည်ကျမကတူးမင်လို့ခေါ်ပါတယ်အဲ့လိုမျိုးအနေနဲ့လည်းတုံးလို့ရတယ်ထားပါတော့သူကကောင်မလေးကိုလှမ်းခေါ်လိုက်တယ်သူ့ရဲ့ကောင်မလေးကိုလှမ်းခေါ်လိုက်တယ်လို့ပြောချင်တယ်ဆိုရင်လေထားတဲ့女朋友သူကကြောက်ဆိုတဲ့ဥစ္စာဒီခါမှာကြတော့call him လှမ်းခေါ်တယ်ဆိုတဲ့အဓိပ္ပာယ်အနေနဲ့တုံးတာ他သူကကြောက်ခေါ်တယ်他的女朋友他ဆိုတာသူတဲ့ဆိုတာဤရဲ့ပိုင်ဆိုင်မှုပြတဲ့စလုံးသူရဲ့女朋友ဆိုတာကောင်မလေးသူရဲ့ကောင်မလေးကိုလှမ်းခေါ်တယ်今天ဆိုတာယနေ့九နံပါတ်9ခိုင်းဆိုတာဖွင့်ဒီခိုင်းမှန်တကားဖွင့်နေခန့်ဆိုတာကကြည်ဒီခန့်ကြဆိုတာမြင်ဒီခွိုက်ဆိုတာအတုံးနေရေအတွက်ကိုလည်းပြတယ်ပိုက်ဆံနေရေရွက်တဲ့ခါမှာလည်းပိုက်ဆံကိုတရုတ်ငွေကယွမ်လို့တော့ဒါပေမဲ့သူတို့ဈေးဝယ်တဲ့အခါမှာတစ်ခါတလေကြီးဘယ်လောက်လဲဆိုတော့လို့ပြောလို့ရှိရင်ခွိုက်ဆိုပြီးတော့တုံးတယ်ချစ်ခွိုက်9ချက်ဟူခွိုက်5ချက်အဲ့လိုမျိုးလည်းပြောတယ်ခါကျဟူခွိုက်စမ်းမောင်းအဲ့ဆိုရင်9တတက်မှာ3ယွမ်အဲ့လိုပြောတာသူကနောက်ကမောင်းကလည်းအမြဲတမ်းထည့်တုံးတာများတယ်တော်တော်များခွိုက်တို့မောင်းတို့အတုံးများတယ်အပြန်လက်တွေမှာဆိုရင်လိုင်းဆိုတာကလာဒီရောက်ဒီနောက်တစ်ခါလောင်ရှိဆိုတာဆရာတချို့တွေကလောင်ရှိဆိုရင်တချို့တွေကကြတော့လောင်စစ်လို့လဲဆိုတဲ့လူတွေလည်းရှိတယ်မျိုးပဲလဲဆိုတာကပြီးဆုံးကြောင်းပြတဲ့စကားလုံးသူကစာကြောင်းတော်တော်များများနောက်မှာပြတာများတယ်လောင်ဆိုတာကအေးတော့
lì 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 အထဲမှာအထဲမှာလို့လည်းသုံးတယ်နောက်ပြီးကြတော့ခီးရကွာဝေးမိုင်းအနေနဲ့ကိုညီမတွေတမိုင်2မိုင်တုံးတယ်လို့မျိုးမိုင်းလို့မိုင်းလဲတုံးမိုင်းအဖြစ်လဲတုံးတယ်ကီလိုမီတာ0.5 ကီလိုမီတာလျှို့လျှို့လျှို့ဆိုတာကဏ္ဍနံပါတ်6မာမမာမမာမဆိုတာအမေမာမာမာဆိုတာမိကွန်းပြစကလုံး Thank you so much for watching and listening ဖေးချောက်ကရှင်းနေမယ်နော်ခက်ခက်လေးအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်အခုကျွန်မပြောပြတဲ့ vocabulary လေးတွေတစ်ခါဆိုရင်အလုံး20အဲ့ဒါလေးတွေကိုအမြဲတမ်းလေ့ကျင့်သွားလို့ရှိရင်တစ်ခါတင်တဲ့အပေါ်တိုင်းကိုပုံမှန်လေးရအောင်လုပ်ကြသွားလို့ရှိရင်level 1မှာဆိုရင်အလုံး150ပဲရှိတာကျွန်မ9ကြိမ်တင်လိုက်ပြီဆိုရင်9ကြိမ်10ကြိမ်တင်လိုက်ပြီဆိုရင်ဒီဥစ္စာပြတ်သွားမှာအဲ့ဒါဆိုရင် level 1ရဲ့ vocabulary ရလို့ရှိရင်စာပိုက်တွေဖတ်တာတွေ grammar တွေလေ့ကျင့်တာတွေစာမိုးဝဲဖြည့်ကြည့်တာတွေလုပ်ကြည့်လို့ရှိရင်အေးစစ်စစ် level 1အဲ့ဒါဆိုရင်အောင်ဖြည့်အစကိုဝင်းဖြည့်ခြင်းဖြည့်လို့ရတယ်ကျေးဇူးတင်ပါတယ်ကြိုက်ကြနှုတ်ဆက်ပါတယ် bye